ကျွန်တော်ဒီနေ့ recap လုပ်ပေးမယ့်ပိုင်းလေးကတော့အမရပိုင်ကိုပိုင်လမ်းစဉ်အပိုင်း73ဖြစ်ပါတယ်။မားလျံကိုတက်လိုက်တဲ့ညီအောင်နှုတ်ဟာအာကာသအကွဲကြောင်းဆုပ်ရခံလိုက်ရပြီးတည်သွားခဲ့ပါတယ်။အကျဉ်းဉာဏ်သူတွေကလည်းလေလင်းဝန်းကျင်တိုက်ခိုက်တာတွေကိုရှောင်တိန်ရင်ပို့ဆောင်ခြင်းစီရင်စီတွားနေကြပါတယ်။မားလျံကဆရာတို့တကိုင်းသားချင်းတွေတွေ့ပြီးတော့အထူးပူပေါင်းသွားခဲ့ကြပါတယ်။နေ့ရက်ကြာပြီးနောက်မှာဝါမြဝန်းကျင်တကောင်ကမားလျံကိုတက်သွားတဲ့ညီကိုနှုတ်ကတည်သွားကြောင်းကိုလမ်းပို့လာပါတယ်။လေလင်းဝန်းကျင်တကောင်ကမားလျံရဲ့ဆရာတို့မကိုတက်တော့မဲ့အချိန်မှာမားလျံကအလစ်ဆိုပြီးတော့ပြောလိုက်ပါတယ်။လေလင်းဝန်းကျင်ကလည်းတွေ့ပြီးသွားခဲ့ပါတယ်။ခိုင်းသားတွေကလည်းမားလျံမဟုတ်ဘူးဆိုတာရဲမိနေကြပါပြီ။အဲဒါကြောင့်အသက်ရှည်ခြင်းစကားမပြောနဲ့ဆိုပြီးတော့ခီးဆက်လာကြပါတယ်။မားလျံကအော်မြဝန်းကျင်ကိုအမိန်ပေးနိုင်တာတွေကိုတွေ့တော့ခိုင်းသားတွေလည်းလန့်ကုန်ကြပါတယ်။ရှင်းရန်သူတို့ကပိုးဆောင်ခြင်းစီရင်စီလာနေတာကိုလေလင်းဝန်းကျင်တွေကဝိုင်းတက်ခိုင်းနေကြပါတယ်။ဝိုင်းလင်နဲ့အတူတူလာသူသုံးကိုတော့လေလင်းဝန်းကျင်တွေကမတည့်ရဲပါဘူး။လမ်းဖယ်ပေးကြပါတယ်။ရှင်းရန်သူတွေကလည်းအံ့ဩနေကြပါတယ်။ဝိုင်းလင်ကငါတကြိမ်တည်ပြီးငါ့ကိုဘယ်သူမှလာမတားနိုင်ဘူးဆိုပြီးတော့နေနမိတ်စီးမြင့်ကိုဆင်ခေါ်လိုက်ပါတယ်။နေနမိတ်စီးမြင့်ကဝိုင်းလင်ကိုဖမ်းမဲ့ဆဲဆဲမှာဝိုင်းလင်ကတက်ရှိကဘာဘတ်ကိုကူပြောင်းသွားခဲ့ပါပြီ။ထောင်းရငါဝိုင်းလင်ပြန်လာပြီ။မင်းနဲ့ထံမိသားစုကိုကျင်းတီပေါက်တွေ့ကြည့်ပြန်ဆက်ခိုင်းမယ်လို့ပြောလိုက်ပါတယ်။